ကျွန်တော်ကတော့ကိုထိုးဆိုပါဒီနေ့ဟာကိုကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကိုကတော့ function ဆိုတဲ့အရာလေးကိုနည်းနည်းပြောပါဗျာလာလာတယောက်မြင် function ဆိုတာဘာလဲတဲ့လူတယောက်ဘာဝင်ပါစီလဲလို့မေးကြတယ်ဒါပေမဲ့အဲ့ဒါမှာလူတယောက်နဲ့တယောက်ကမတူကြဘူးအဲ့ချင်းကကွဲကြတယ် function ဆိုတဲ့အရာဘယ်လိုပြောမလဲတချို့ဒီဇိုင်နာတွေက fashion ကြာဝတ်ရတယ်ရှိတယ်ဒါရဲ့သူ့ရဲ့ user ကြည့်ပါဗျာသူတို့အကြိုက်နဲ့ကိုယ်အကြိုက်နဲ့မတူကြဘူးဥပမာဗျာ fashion ဆိုတာအကြီးမှ fashion ဆိုတာမဟုတ်ဘူးဗျာတော့အသေးမွားလေးอ่ะဆို fashion မှာဟုတ်တယ်အဲ့ဒါတော့ဘာပါလဲဗျာ fashion ဥပမာဗျာကျွန်တော်အောက်ခြေကနေစတက်လာတဲ့လူအကြောင်းပြောပြမယ်အောက်ခြေကနေစတက်လာတဲ့လူအကြောင်းကိုပြောရမယ်ဆိုရင်ကျွန်တော်ကိုယ်မှာပိုက်ဆံမတတ်နိုင်လို့အသေးမွားလေးဝယ်ကိုယ်စိတ်ထဲမှာအဲ့ကောင်ဝေါ်လိုက်ရလို့ကိုယ်စိတ်ထဲမှာဘယ်လိုပြောမလဲငါဒီကောင်ဝန်းလိုက်ရလို့ငါနဲ့တအားလိုက်ငါနဲ့တအားမဲ့ရဆိုရင်အဲ့ဒါကိုယ့်ရဲ့ fashion ပဲကျွန်တော်ပြောတာနားတယ်အဲ့ဒါကိုယ့်ရဲ့ fashion ပဲအဲ့တော့ကိုယ်ဝတ်လိုက်ရလို့ကိုယ်ဝတ်လိုက်ရလို့ကိုယ်စိတ်ထဲမှာကြည်နူးပြုံးနေလူတွေချို့လူကိုယ်နဲ့ဘယ်လိုပြောအောင်အောင်မြင်နေတဲ့လူတွေနဲ့တွေ့ဆိုရကိုယ့်ရဲ့ brand အင်ဂျီတွေကနိုင်နေတယ်ဒါပေမဲ့ကိုယ်စိတ်ထဲမှာဒီကောင်ဝေါ်ထားတာဝေါ်ရလို့ကိုကဘယ်လိုပြောမလဲ fashion ကြလေးဖြစ်နေတယ်ဆိုရင်အဲ့ဒါကိုယ့်ရဲ့ fashion ကျွန်တော်ပြောတာရှင်းရှင်းလေးဗျာအဲ့ဒါလူတယောက်နဲ့တယောက်တော့မတူကြဘူးကျွန်တော်တို့လည်းအဲ့လိုပဲဗျာဈေးကြီးမှမဟုတ်ဈေးတီးတီးလေးရဲ့ကိုယ်စိတ်ထဲမှာကြည်နူးနေတဲ့ fashion တစ်ခုခုကျွန်တော်ဒီတစ်ပတ်ဒီတလအတွင်းမှာပစ္စည်းတစ်မျိုးပဲမှာလဲအပေါက်လေးတစ်ခုမှာအဲ့အပေါက်လေးတစ်ခုလောက်ပေးဖို့စီရင်ရှိတယ်ဘာတွေပါလာမလဲဆိုတော့ကျွန်တော်မသိဘူးဒါပေမဲ့ဗျာကျွန်တော်စဉ်းစားထားတယ်ကန်ဆန်းမင်းလေးတစ်ခုလုပ်ထားတယ် TikTok ပေါ်နေရင်လည်းအထမ်းမှာကျွန်တော်ကန်ဆန်းလေးတစ်ခုတွေ့တာတော့ကျွန်တော်ပြော support မှာမျိုးစုံပါတယ်ဘာတွေပါမလဲတော့မသိဘူးကျွန်တော်တစ်ချက်တော့မှားလာကြည့်ကြည့်အောင်ပေါ့ဟုတ်ဘာတွေပါမလဲတော့ကျွန်တော်မပြောတော့မိုက်တော့မိုက်ရဗျာကျွန်တော်ကြိုက်တဲ့ຢာတွေပါချင်ပါပါပဲကျေဟုတ်ပိုင်ကျွန်တော်ဒီလေးရှာကြည့်နေတဲ့လူတွေရှိရင်ကျွန်တော်ဖက်လက်ဆောင်ပြန်ပြီးတော့စီရှိဝဲအားလုံးပိုင်မေးသွားလို့ဒီကျွန်တော်ဗီဒီယိုလုပ်ပြီးပြီလားနဲ့နောက်တစ်ခုကကျွန်တော်ဒီလေးရှာလူတွေအတွက်ဆော်ဝေးလေးတစ်ခုနဲ့မိတ်ဆက်ပြီးအောင်အဲ့ဒါနောက်ဗီဒီယို okay let's go bye ကျွန်တော်အကောင့်တွေ follow လုပ်ခဲ့ဖို့မမေ့ကြနဲ့နော်မသိတာတွေရှိရင်ကိုမမနဲ့ okay bye